မင်္ဂလာပါဘောလုံးဝါသနာရှင်မိဘပြည်သူညီကိုများခင်များဒီနေ့မှာတော့ချန်ပီယံလိ16သင်းပွဲစဉ်အဖြစ်ရင်ခုန်စိတ်လှုပ်ရှားပွဲဆုံတွေ့ကြမဲ့ဂါလာရာဇီးနဲ့လီဗာပူးတို့ရဲ့ပွဲကြိုသုံးသက်ချက်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အင်ရှင်ဂါလာရာဇီးအသင်းကတော့သူတို့ရဲ့ Ramspark ကွင်းကြီးထဲမှာဘယ်အသင်းကိုမဆိုဒုက္ခပေးနိုင်တဲ့အသင်းဖြစ်ပြီးခဲ့တဲ့အဆင့်မှာ Juventus ကိုကျော်ဖြတ်လာခဲ့တာပါ။လက်ရှိမှာလည်းအိမ်ကွင်းပွဲစဉ်တွေမှာတပွဲကိုပြတ်မြတ်၄ဂိုးအထိတွင်းယူနေတဲ့တိုက်စစ်စွမ်းဆောင်ရည်ရှိနေပါတယ်။အထူးသဖြင့်ခြေစွမ်းပြနေတဲ့နိုင်ဂျီးရီးယားတိုက်စစ်မှုဗစ်တာအိုစီမင်ကိုလီဗာပူးခံစစ်ကအထူးသတိထားရမှာဖြစ်ပါတယ်။ဧည့်သည်လီဗာပူးအသင်းကတော့ဒီယာဒီမှာအတက်အကျအနည်းငယ်ရှိနေပေမဲ့ချန်ပီယံလိမှာတော့အဝေးဆုံးအထိတက်လှမ်းဖို့မျှော်မှန်းထားပါတယ်။တိုက်စစ်မှုအလက်ဆန်နာအီဆက်ဒန်ယာကြောင့်လွဲချော်နေပေမဲ့နီးပြအာနယ်စလော့အတွက်တခြားလူဆုံးရှိနေပြီးတပွဲကိုပြတ်မြတ်2ဂိုးကျော်အထိတွင်းယူနိုင်တဲ့အနေအထားမှာရှိပါတယ်။အင်္ဂလန်အသင်းနဲ့တူရကီအသင်းတွေရဲ့ထိပ်တိုက်တွေ့ဆုံမှုတွေဟာအမြဲတမ်းပြင်းထန်လေးရှိတာကြောင့်ဒီပွဲကလည်းအကျိတ်အနယ်ရှိမှာပါ။ဒီနေ့ပွဲရဲ့ပေါက်ကြီးအခြေအနေမှာတော့လီဗာပူးကတလုံး45အစားပေးထားပြီးဂိုးပေါင်းဈေးကတော့3လုံး20အရှုံးဖွင့်လှစ်ထားပါတယ်။ဂါလာရာဇီးတို့ရဲ့အိမ်ကွင်းမှာကြုံမှုနဲ့နှစ်သင်းစလုံးရဲ့တိုက်စစ်အားတန်မှုတွေကြောင့်ဒီပွဲမှာ2ဂိုးစီတရေကျသွားဖို့အလားအလာရှိနေပါတယ်။ဒါကြောင့်ဒီနေ့ပွဲမှာတော့နှစ်သင်းစလုံးဂိုးသွင်းနိုင်ခြင်းနဲ့အတူဂိုးပေါင်း3လုံးအထက်အဝါကတ်4ကတ်အထက်စတဲ့အခြေအနေတွေကိုရွေးချယ်တာကအကောင်းဆုံးဖြစ်မှာပါအခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့ပွဲကြိုခံမှန်းချက်တွေနဲ့ဘောလုံးသတင်းတွေကိုနေ့စဉ်သိရှိနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ channel ကို follow လုပ်ထားပေးပြီးဒီ post လေးကိုလည်းမျှဝေပေးသွားဖို့မမေ့ပါနဲ့ဦးခင်ဗျာဘောလုံးအကောင့်ဖွင့်ခြင်းရင်လည်း bio ကနံပါတ်ကိုဆက်သွယ်နိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဒီပွဲမှာဂါလာရာဇီးတို့အိမ်ကွင်းမှာလီဗာပူးကိုထပ်ပြီးအံ့အားသင့်အောင်လုပ်နိုင်မလားမိဘပြည်သူတို့ရဲ့အမြင်ကိုလည်းမှတ်ချက်မှာပြောခဲ့ပါဦးခင်ဗျာ